ရေလုံးဝမတောက်သင့်ဆုံးသောအချိန်ဘယ်အချိန်များကရေတောက်ရန်အသင့်တော်ဆုံးအချိန်များဖြစ်ပါမလဲရေခဲရေနဲ့ရေနွေးကိုတော့မဆိုလိုပါရိုးရိုးရေသန့်ကိုသာတောက်သုံးပါနံပါတ်1တညရာလုံးငြိမ်သက်နေတဲ့ခန္ဓာကိုယ်အတွင်းကလေးစားတွေကိုတက်ကြွလာအောင်လှုံ့ဆော်ပေးနိုင်ဖို့မနဲ့အိယာထတာနဲ့ရေနှစ်ခွက်တောက်ပေးရပါမယ်နံပါတ်2အစာချင်းညက်စေဖို့ထမင်းမစားခင်ရေတစ်ခွက်တောက်ပေးရပါမယ်နံပါတ်3သွေးခုန်လုံးမှန်စေရန်နဲ့သွေးကြစေဖို့ရေတစ်ခွက်တောက်ပေးရပါမယ်နံပါတ်4လေးဖြတ်နှလုံးရောဂါတွေမဖြစ်အောင်ညမအိတ်ခင်ရေတစ်ခွက်တောက်ပေးရပါမယ်နံပါတ်5အိပ်ပျော်နေစဉ်ခြေသလုံးကြွက်သားတွေကြွက်တက်ခြင်းမဖြစ်ရလေအောင်ညဘက်တရီးနိုးတဲ့အခါရေခါတောက်ပေးပါရေလုံးဝမတောက်သုံးတဲ့အချိန်တွေကတော့ဘယ်အချိန်တွေဖြစ်ပါမလဲအမေရိကန်ကျန်းမာရေးသုတေသီတွေရဲ့စစ်တမ်းတွေအရကမ္ဘာပေါ်မှာတရုတ်နဲ့လူမျိုးတွေဟာကင်ဆာရောဂါဖိစီးခံရမှုအနည်းဆုံးဖြစ်ကြပါတယ်တဲ့အကြောင်းရင်းကတော့ထိုလူမျိုးတွေကထမင်းစားစဉ်မှာရေခဲရေရိုးရိုးရေအေးလုံးဝမတောက်ကြပဲရေနွေးပြူဖိတ်ကြမ်းပူပူတွေကတောက်သုံးလေးရှိလို့ပါပဲအထူးသဖြင့်ထမင်းစားရင်ရေခဲရေအေးအေးတောက်မိတဲ့အခါမှာဆိုရင်ဥပမာပြောရရင်ရေခဲရေနဲ့တွေ့တဲ့အခါဟင်းဖြူတွေကအစာအိမ်နဲ့ဥလန်းချောင်းမှာရွှင့်သေးအနေအနှစ်တွေတစ်ဖွဲခဲပစ်သွားတတ်ပါတယ်နောက်ပြီးအစာကောင်းစွာမဆက်ပြုတ်နိုင်တော့ပဲကင်ဆာဖြစ်လာစေနိုင်ပါတယ်ဒါပြင်ထမင်းဟင်းပူပူစားရင်ရေခဲရေအေးအေးတောက်လိုက်တဲ့အခါများမှာလဲအပူအေးကြပြိုင်နဲ့တွေးလိုက်တာကြောင့်အစာအိမ်ကိုကတိကအောက်ဖြစ်စေပါတယ်အပူအေးတံပြန်တက်ရောက်မှုကအစာအိမ်အက်ဆစ်ထွက်မှုကိုကမောက်ကမဖြစ်လာစေပြီးဘိုက်နာပိုင်အောင်စေပါတော့တယ်ဒါကြောင့်ထမင်းစားနေစဉ်မှာရေခဲရေတောက်ရေအေးတို့ဖြင့်ညှော့မချပဲဟင်းကြိုဘူးဒါမှမဟုတ်ရေနွေးပြူဒါမှမဟုတ်ရေနွေးချမ်းတို့နဲ့သာထမင်းလုံမနေအောင်ညှော့ချကြပါရန်နဲ့ထမင်းစားပြီးအနည်းဆုံးနိုင်ဝက်ကြော်ကြမှသာတောက်ရည်အေးတောက်သုံးကြပါရန်အမေရိကန်မှာရှိတဲ့ကျန်းမာရေးသုတေသီတွေက Daily Habit လို့ခေါ်တဲ့အင်တာနက်သတင်းမှာအကြံပေးဖော်ပြသွားခဲ့ပါတယ်